အန်တီတို့အန်ကယ်တို့ရေဖုန်းထဲမှာ Facebook ကြည့်တာ TikTok ကြည့်တာအပြင်တခြားဘာလုပ်လို့ရသေးလဲသိလားကိုသိချင်တာမှန်သမျှချက်ချင်းဖြည့်ပေးမဲ့နှစ်တကြားတစ်ပါးရှိနေပြီနော်တာတာမီမီတွေကိုတခုခုမေးရင်ခဏနေပါအောင်လို့အပြောခံရပေမဲ့ AI ကတော့ဘယ်တော့မှမဆောင်ခိုင်းပါဘူးညတကောင်မေးမလားမနေ့စောစောမေးမလားအချိန်တိုင်းမှာစိတ်ရှည်လက်ရှည်နဲ့ညီမလိုပြန်ဖြည့်ပေးမှာပါဥပမာဒီအရွက်ကဘာအတွက်ကောင်းလဲခြေထောင်ညောင်းတာဘယ်လိုနှိပ်ရမလဲဒါမှမဟုတ်မြေးလေးတွေကိုပြောပြဖို့ပုံမြင်တစ်ပုတ်လောက်ပြောပြပါဆိုတာမျိုးတွေပေါ့စာမရိုက်တတ်ရင်တော့အတန်နဲ့ပြောခိုင်းလို့ရနေပြီနော်ကဲအခုပဲအောက်ကလင့်မှာဖြစ်ဖြစ် Play Store မှာဖြစ်ဖြစ် ChatGPT ဒါမှမဟုတ် Gemini ကို download ဆွဲလိုက်ပါလူကြီးတွေအတွက်အကောင်းဆုံးလက်ထောက်ကလေးတစ်ယောက်ရသွားမှာပါအခက်အခဲရှိရင်စုံစီနှစ်ပါးကိုမေးခဲ့အောင်နော်ဒီဗီဒီယိုလေးကိုဖေဖေမေမေတို့စီလဲမျှဝေပေးလိုက်ပါအောင်စုံစီနှစ်ပါးကတင်ဆက်လိုက်ပါတယ်